အမေဘာလို့ဒီမှာဆိုင်ကခိုးအောင် ချင်းနေကျွန်တော်ဘယ်လိုဖြေလိုက်ရမှာ ဒီကိစ္စတော့ငါအေးဆေးဖြေရှင်းနိုင်တယ်မင်းအမှန်တိုင်းသာပြောလိုက် ကျွန်တော်ဆိုင်ရခိုးကရောင်းစားမလို့ အဲ့ဆိုမင်းကပတ်ဆိုင်ရပြီဘာလို့မို့ စောခေါ်ခြင်းလို့ ဟာမင်းဒီကောင်ရပဲလားမင်းစောဘယ်နာလေးကခေါ်ရလဲ ဟိုဘက်လမ်းတိတ်ကခေါ်တာပါဆက် အဲ့မှာစောခေါ်လို့ရမှာမင်းကဘလို့သိရ ဒီကောင်အဖေရဲ့တုံတီးရ ဟာမင်းလောင်းစားလဲလုပ်တယ်ပေါ့ ချင်းနေကျွန်တော်ပြောလို့ရတာဒီလိုပြောကျွန်တော်ဘာမှမဖြစ်တော့ပါဘူးချင်း အေးပြော ဖဲကဘယ်နာလေးသွားရိုက်တာ ဖေကဟိုဘက်လမ်းထိပ်မှာရိုက်တာခုတော့မြိုက်တော့ပါဆိုတစ်ခါလေဖီအားများလို့ရိုက်တာ ဖဲကမင်းကဘာလို့ဖိအားများရတာ တော့တမားတွေကိုလင်းရအစင်မပြေလို့ လိန်နေဟလားမင်းလိန်တာဘယ်လောက်ရလဲ သိန်းသိန်းလောက်ဖေကတမားတိုက်တာတော့မရဘူး ဟာတပြက်လဲတိုက်သေးရဟုတ်လားဘယ်လောက်ရခဲ့တော့မင်း 300လောက်ရ အဲ့ပတ်စံတွေကိုကြားတော့မင်းဘယ်လိုလုပ်လိုက်တာ ပစ္စည်းဝယ်လိုက်တာ ဘာပစ္စည်းဝယ်လိုက်တာမင်းက မူရစေဝါ ဟာမူရစေဝါနဲ့လုပ်သေးရဟုတ်လားမင်းကိုရောင်းမိတာဘာတူလို့ ဒီဘက်ကရောင်းပေးရသူကခုမလုပ်တော့ပါဘူးရှင့် မင်းသေးကြလို့လား တေးကြပါဗျာရင်တစ်ခေါက်ကျွန်တော်နဲ့အပေးယူမတဲ့တုန်းကသူ့ကျွန်တော်တက်ပလိုက်တာ ဟာမင်းအဲ့ဆိုအလောင်းကဘယ်နားမှာမြုပ်ထား ဘယ်လောင်းပြောတယ် မင်းတော်တော့မင်းဆက်မပြောနဲ့တော့မင်းဆက်ပြောနေမင်းခဏနေတိတ်မင်းကြတော့ ဟုတ်သေးပါဘူးချင်းနေရအခုညီပါဦးကျွန်တော်ဆိုင်ကယ်လေးပဲခိုးမိရအောင်ကျွန်တော်ဘောက်သိမကြရမှာတော့ကြ